ဂျက်ကတန်လိုက်တစ်ခုကိုယူပြီးအကျဉ်းသားရဲ့ဝမ်းပိုက်ပေါ်တင်ကဖြည်းဖြည်းချင်းအပေါ်ကိုဆွဲတင်လိုက်တယ်အဲ့ဒီအခါဝမ်းပိုက်ထဲကအရာတစ်ခုကပါတန်လိုက်နဲ့အတူလိုက်ပါရွေ့ရလာခဲ့တယ်ဒီအရာကြောင့်အကျဉ်းသားဟာနာကျင်လုံးလို့လူးလိမ့်နေအောင်ခံစားလိုက်ရတယ်ဘေးကနားနေတဲ့အကျဉ်းသားတွေတောင်မကြည့်ရနိုင်လောက်အောင်ဖြစ်သွားကြတယ်တန်လိုက်ကလေပင်နာရောက်ရောရုတ်တရက်ပါဆက်ကနေအမြုပ်တွေထွက်လာပါတော့တယ်ဒီမြင်ကွင်းကကျန်တဲ့အကျဉ်းသားတွေကိုပါထိတ်လန့်သွားစေခဲ့တယ်ကံကောင်းကျင်တော့ဘေးကဝိုင်းကူပေးကြလို့ဗိုက်ထဲကအရာကိုအန်ထုတ်နိုင်ခဲ့တယ်အဲ့ဒါကတော့သူတို့ခန္ဓာကိုယ်ထဲထည့်သွင်းထားတဲ့ဘုံတစ်လုံးပါပဲဒီနေ့လန့်အဆင်ပြေတာကိုမြင်တော့အားလုံးကကိုယ့်ဗိုက်ထဲကဘုံတွေကိုအတီးတီးထုတ်လိုက်ကြတယ်ပြီးတာနဲ့ဘုံတွေကိုလေဝင်လေထွက်ပိုက်လိုင်းတွေပေါ်တင်လိုက်ပြီးအချင်းချင်းရန်ဖြစ်ချင်ရောင်ဆောင်လိုက်ကြတယ်ထောင်မှုကဒါကိုမြင်ပြီးအလောတက်ကြီးနဲ့ဘုံတွေကိုဖောက်ခွဲလိုက်တယ်အကျဉ်းသားတွေအကုန်လုံးနာကျင်မှုကြောင့်ကျမ်းပြင်ပေါ်လူးလိမ့်နေကြတယ်အဲ့ဒီအချိန်ကျမှပောက်ကွဲမှုကြောင့်ပွင့်သွားတဲ့ပိုက်လိုင်းတွေကိုဝင်ပြေးကြပါတော့တယ်ထောင်မှုကအလိန်ခံလိုက်ရမှန်းသိတော့ပိုက်လိုင်းတွေကိုအပူချိန်ပြင်းတဲ့ရေနွေးငွေတွေလွတ်လိုက်တယ်ရှေ့ဆက်မရတော့လို့နောက်ပြန်လှည့်ဖို့စူးစမ်းပေမဲ့စက်တေနက်တွေနဲ့ပြစ်ခတ်ဖို့စောင့်နေကြပြန်တယ်အဲ့ဒီအချိန်မှာပဲဂျက်ကအကြံတစ်ခုရသွားခဲ့တယ်အဲ့ဒါကတော့အမှောင်ရိပ်ထဲမှာပုံနေကြဖို့ပါပဲအဆောင်တွေဝင်လာပြီးရှာဖွေတဲ့အချိန်ကျမှသူတို့လက်နက်တွေကိုဝင်ရောက်စီးနှင်းလူယူကြမလို့ပါအဆောင်တစ်ယောက်ရဲ့မျက်နှာဖုံးကိုခွာကြည့်လိုက်တဲ့အခါမှာတော့အားလုံးကစက်ရုပ်တွေဖြစ်နေတာကိုတွေ့လိုက်ရတယ်ဂျက်ကချက်ချင်းပဲအဲ့ဒီစက်ရုပ်ရဲ့လက်မောင်းကိုဆွဲဖြုတ်ပစ်လိုက်ပါတော့တယ်